မြန်မာနိုင်ငံဒေသအသီးသီးမှာရှိကြတဲ့စီးပွားရေးလုပ်ငန်းရှင်များအသေးစားနဲ့အသက်စားစီးပွားရေးလုပ်ငန်းရှင်များပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းရှင်များအားလုံးကိုမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်တာအပ်ပါတယ်ရှင်။သူကတော့ SNDR Strategic Management Group ရဲ့ founder တူနိုင်အိမ်ပဲဖြစ်ပါတယ်ရှင်။ SNDR Management ကိုသူတည်ထောင်ရတဲ့အကြောင်းရင်းကတော့အသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းရှင်တွေအတွက်မိမိတို့ရဲ့လုပ်ငန်းလည်ပတ်မှုမှာပုံမအားကောင်းပြီးတော့လုပ်ငန်းလက်ရှိအချိန်မှာလုပ်ငန်းခွင်စိန်ခေါ်မှုတွေကိုပို့ပြီးတော့ကြော်ဖြတ်နိုင်မှုနဲ့မိမိတို့ရဲ့ business growth စီးပွားရေးကြီးထွားမှုအတွက်ကိုသူကထိရောက်ပြီးတော့လက်တွေ့ကျတဲ့နည်းဗျူဟာတွေနဲ့ပံ့ပိုးပေးခြင်းနဲ့စိတ်စေတနာကိုအရင်ခံထားတဲ့ဝန်ဆောင်မှုလုပ်ငန်းလေးပဲဖြစ်ပါတယ်ရှင်။သူတို့ဝန်ဆောင်မှုလုပ်ငန်းမှာဆိုလို့ရှိရင်တော့ professional ဆန်တဲ့ပညာရှင်ပေါင်းများစွာကနေပြီးတော့ပူးပေါင်းဆောင်ရွက်ထားရပဲဖြစ်ပါတယ်ရှင်။ဒီအသေးစားနဲ့အလက်စားလုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည်ကိုထိရောက်ပြီးတော့လက်တွေ့ကျတဲ့စီမံခန့်ခွဲမှုဖြည့်ရှင်းချက်အနေနဲ့ကုညီပံ့ပိုးပေးခြင်းနဲ့ဆိုတဲ့စကားတစ်ခုမှပြန်ရှင်းပြပေးခြင်းတာကတော့ထိရောက်ပြီးလက်တွေ့ကျတယ်ဆိုတာသူတို့ကဒီလုပ်ငန်းတစ်ခုရဲ့ culture ဒီ business တစ်ခုရဲ့ culture ကိုကိုယ့်ရဲ့ own creation principle တွေ discipline တွေနဲ့ထိရောက်တဲ့လက်တွေ့ကျတယ်ဆိုတဲ့ strategy တွေကိုရည်ညွှန်းထားတာပဲဖြစ်ပါတယ်ရှင်ဒီလို strategy တွေနဲ့ဖန်တီးတည်ဆောက်ပေးလိုက်တဲ့လူကြီးမင်းတို့ရဲ့လုပ်ငန်းနေရာဆိုလို့ရှိရင်ရေရှည်တည်တံ့ပြီးတော့ခိုင်မြဲတဲ့အောင်မြင်မှုကိုရရှိမှာပဲဖြစ်ပါတယ်ရှင် Stealth transformation of your business with our SNDR management